ကမ္ဘာဖလားဘောလုံးပွဲတွေကိုဖုန်းထဲကနေကြည့်ချင်တဲ့မိတ်ဆွေများအတွက်လွယ်ကူယူရှင်းပြီးတည်ရဝင်အခမဲ့ကြည့်လို့ရမယ့် app လေးခုကိုဒီဗီဒီယိုမှာပြောပြထားပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကသူများတွေနဲ့မတူလို့ကြည့်ရှုနိုင်ဖို့အခက်အခဲအမျိုးမျိုးရှိပါတယ်ကျွန်တော်ဒီဗီဒီယိုမှာမိတ်ဆွေတွေအကျိုးရှိဖို့တင်ဆက်ထားပါတယ်လိန့်တွေကမရေးပြတော့ပါဘူး logo နဲ့ပဲပြသွားပါမယ်ကျွန်တော်ပြတဲ့ logo နဲ့ပုံကိုတေချာကြည့်ပြီး Play Store နဲ့ App Store မှာတေချာရှာယူဖို့ပြောချင်ပါတယ်ဘာဖြစ်လို့ဆိုတော့ World Cup နဲ့ပတ်သက်ပြီး YouTube policy တွေအရင်တင်ကြထားတော့အရင်တစ်ခါကျွန်တော်တင်ခဲ့တဲ့ဗီဒီယိုမှာ YouTube policy တွေကြောင့်ချက်ချခံလိုက်ရတယ်အခုပြောမယ့် app တွေက BBC iPlayer Hotspot တို့မှာဝင်ကြည့်ရတယ်လို့မျိုး quality ကောင်းတယ်ဘာဝပြန်မှမလို့ဘူးပြီးတော့ browser တွေမှာရှာမလို့တဲ့အတွက်သုံးရတာအဆင်ပြေတယ်ပြီးတော့အခုပြောပြမယ့် app တွေက iPhone နဲ့ Android phone နှမျိုးစလုံးအတွက်အကျုံးဝင်တယ်ပထမဆုံးဘောလုံးပွဲကြည့်ရမယ့် app က Huba Football ဆိုတဲ့ app ဖြစ်ပါတယ်ကျွန်တော်အခုပြထားတဲ့ app ဖြစ်တယ်ဘာ register မှလုပ်ရှာမလို့ဘူးတောင်းပြီးရင်တန်းကြည့်ရုံပဲ logo ကစိတ်နှုတ်ရောင်အောက်မှာဘောလုံးတစ်လုံးပါတယ် Huba ဆိုတဲ့စာလုံးအလုံးကအကြီးတွေပဲ logo ကိုတေချာကြည့်ပြီး Play Store ဒါမှမဟုတ် App Store မှာရှာပါတွေ့ပြီဆိုရင်ဝင်လိုက်ပါပြီးရင်အောက်က live ဆိုတဲ့ဘောလုံးကွင်းပုံစံကိုနှိပ်ပါပြီးရင်တော့တိုက်ရိုက်လာနေတဲ့ပွဲတွေကိုတွေ့လိမ့်မယ်ကိုကြည့်ချင်တဲ့ပွဲကိုဝင်ကြည့်ရင်ရပြီဒီအစ်မှာကြော်ညာခဏဝင်တတ်တယ်ကြော်ညာကိုခဏဆောင်လိုက်ရင်တို့ဘောလုံးပွဲကြည့်လို့ရပြီဖြစ်ပါတယ်နောက်တစ်ခုက Criffy TV ဆိုတဲ့ app ဖြစ်တယ်ဒီ application က iPhone တွေပဲရပါလိမ့်မယ်အောက်မှာပြထားတယ်လို့ logo ပုံကလင်မော်ရောင်ဖြစ်တယ်ကျွန်တော် App Store မှာရှာရင်တွေ့ပါလိမ့်မယ်ကျွန်တော်တတိယတစ်ခုက Mika Football ဆိုတဲ့ app ဖြစ်တယ်ဒီ application က Android နဲ့ iPhone နှစ်ခုလုံးသုံးလို့ရတယ်logo ပုံကကျွန်တော်ပြထားတယ်လို့အပြာရောင်နဲ့နက်ပြာရောင်ထဲမှာဘောလုံးပုံပါတယ်အသုံးပြုရတာရိုးရှင်းတယ်ဒီ app ကပထမဆုံးပြောပြတဲ့ Huba နဲ့အသုံးပြုပုံစံကမတူဘူး app ထဲဝင်လိုက်တာနဲ့တိုက်ရိုက်ကမဲ့ပွဲတွေကိုတခါတည်းရွေးကြည့်ရုံပဲကြော်ညာဝင်ရင်ခဏဆောင်လိုက်ပါဒါမှမကြိုက်သေးဘူးပိုကောင်းတဲ့ဟာကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်ကတော့နောက်ဆုံးတစ်ခုက Nova Soccer ဆိုတဲ့ app ဖြစ်တယ်ဒီ application က Android နဲ့ iPhone တစ်ခုလုံးရတယ် logo ပုံကကျွန်တော်ပြထားတယ်လို့အဖြူရောင်ထဲမှာဘောလုံးပုံပါတယ် logo ထဲမှာကNova Football Hope ဆိုမှဇာတာတီလေးနဲ့တွေ့ရမယ် app name က Nova Soccer ပဲသုံးရတာလွယ်တယ်အချိန်နဲ့တပြေးညီဖြစ်တယ် quality ကောင်းတယ်တတိယမှာပြခဲ့တဲ့ app လိုပဲတခါတည်းရွေးပြီးကြည့်ရုံပဲဒါဆိုကိုယ့်ရဲ့ဖုန်းနဲ့စိတ်ကြိုက်ကြည့်လို့ရပြီလို့မျှော်လင့်တယ်အဆင်မပြေတာရှိရင် comment မှာရေးထားခဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်